ကျွန်တော်အခုတင်ဆက်ပေးမယ့်သင်ခန်းစာလေးကတော့ add is a further pure best မှာပါတယ်ပုံစံလေးတစ်ခုကိုကျွန်တော်ပြပြဖို့ဖြစ်ပါတယ်။ Okay အဲ့ဒါဒီလိုလေးတက်ကြည့်ရအောင် equation လေးတစ်ခုပေးထားတယ်။အဲ့ဒီ equation က ka square plus 8a plus 3k equal to 0ဒီအဲ့ဒီ equation မှာပါတယ် k တဲ့ပေါ် constant လေးတစ်ခုပါတယ်။ပြီးရင်သူ့မှာဆိုရင် real and equal to ရှိပါတယ်။အဲ့ဒီ equation ရဲ့အထက်က real and equal to real and equal to လို့ပေးထားတဲ့ချက်အရာဆိုရင် discriminant term ว่าဆိုလို့ရှိရင်တော့ဘာနဲ့ကြည့်ပြရမလဲဆိုရင်0ထက်ကြည့်ပြရမယ်။ Okay အဲ့ဒီ discriminant term က b square minus 4ac greater than 0အဲ့ဒါသူပေးထားတဲ့ quadratic equation တွေကိုဆရာချရလိုက်တယ်။ ka square plus 8a plus 3k equal to 0အဲ့ဒါဆိုရင် a square ရှိမှရှင်းတဲ့ပုံကိန်းတန်က a ပြီး a square ရှိမှရှင်းတဲ့ပုံကိန်းတန်က b ပြီးရင် constant က c ပေါ့အဲ့ဒါဆိုရင် b square minus 4ac အဲ့တော့ b နေရာမှာအစားထိုးပြရမယ်ဆိုရင် 8 အစားထိုး a square ပြီးရင် 4 ပြီး a နေရာမှာအစားထိုး k အစားထိုးမယ် c နေရာမှာကျတော့ 3k လေးအစားထိုးမယ်8 to the power 2ဆိုတာ88ပြီး64โอเคပြီး4 3 4 7နဲ့12 k နဲ့ k နဲ့များလို့ရှိရင် base 2ရဲ့အတွက် power ချင်းပေါင်းကြတယ်အဲ့ဒါ power ကအရှိမရှိ power 1နောက်မရှိ power 1ဆိုတော့1 plus 1ဆိုတော့2ပေါ့โอเคအဲ့ဒါဆိုရင် b square minus 4ac greater than 0ပြန်ရေးမယ်ပြီးရင်သူရှာအဲ့ဒီ discriminant term ကိုရှာထားတဲ့ term တွေက64 minus 12k square greater than 0ပေါ့ Okay ပြီးလို့ရှိရင်64 equation ဘယ်ကနေညာရှိလဲအဲ့ဒါ minus 12k square greater than minus 64 Okay အဲ့ဒါလို့ရှိရင်ဆရာတော်ကဒီ inequality ကိုရှင်းမယ်ဆိုလို့ရှိရင် the gain ကိုဆရာတော်က inequality sign ရဲ့ဘယ်ချမ်းမှာထားလဲပြီးကျန်တဲ့ gain ကို equation ရဲ့ညာဘက်ချမ်းကိုရှင်းမယ်အဲ့ဒါဆိုရင်ဒီ k square ရှင်ကိုပြောခဲ့ minus 12ရှိတာလားအဲ့ဒါဖြောင်းရှင်းတဲ့အတွက်ကြောင့်လို့ဒီဘက်စလုံးကို minus 12နဲ့စာ Okay အဲ့ဒါဆိုရင်အနှုတ်နဲ့စာဖြစ်တဲ့အတွက်လက္ခဏာကလည်း greater than နဲ့ less than ကိုပြောင်းသွားမယ်The minus 12 divided by minus 12 so 1 add k square less than ပြီးလို့ရှိရင်က minus ကြည့်မယ်ဒီနေ့6လို့ဆက်နေနေ့3လို့6နေ့နဲ့လေးဒီမှာနဲ့ရှင်းလို့ရနေ့နဲ့ရှင်းတာနေ့3လို့6နေ့တလေးနေ့6လို့ဆက်နေ Okay ဆိုရင်သူ့ရဲ့တာမှာဘယ်လိုလဲ16 by 3ဆိုရရပါလိမ့်မယ် Okay လူစတာဆရာကဘာလို့ရှာတာလဲဆိုရင် find the set of values of k k ရဲ့တန်ဖိုးကိုရှာတာအဲ့ဒါဆိုရင်ဒီမှာရှိနေတာ inequality ရဲ့ဘယ်ဘက်မှာရှိနေတာ k square ရှိနေတာနှစ်ထပ် k ကိုဖယ်ချင်တဲ့အတွက်ကြောင့်လို့တစ်ပတ်စလုံးကို power 1/2 နဲ့ပြရအောင် Okay အဲ့ဒါဆိုရင် k ဒီဒါရှိမှာ plus or minus ပေါ့ Okay k less than plus or minus အဲ့မှာဆိုရင်16ကဆိုလို့ရှိရင်ဘယ်လိုရဲ့နှစ်ထပ် k လဲဆိုရင်4ရဲ့နှစ်ထပ် k အဲ့ဒါ4 square divided by 3 to the power 1/2 Okay, meaning k is less than plus or minus 4 square to the power 1/2 divided by 3 to the power 1/2. And k less than plus or minus 2 and 1/2 and 1 as in 4. Being 3 to the power 1/2 is root 3. And as in the power 4 root 3. အဲ့မှာဆိုရင်ပိုင်းချိန်မှာ square ပါနေလို့ရှိရင် square root ဖြတ်ဖို့ရတယ်ဆိုရင်ပိုင်းချိန်ရောပိုင်းဝေရော root 3နဲ့ညီရအဲ့ဒါ root 3 အဲ့ဒါဆိုရင် k less than plus or minus 4 root 3 by 3အဲ့ဒါလည်းဆို root 3နဲ့ root 3နဲ့ညလို့ရှိရင်3ရတယ်ဘယ်လိုရလဲဆိုတော့ဆရာပြပြပေးပါမယ်3 to the power 1/2 multiply 3 to the power 1/2 base ကအခုဆို2နဲ့အဲ့ဒါ power ချင်းပါ 1/2 plus 1/2 ဆို3 to the power 1 Okay အဲ့ဒါ k တန်းက less than plus or minus 4 root 3 by 3ပြီးလို့ရှိရင်အဲ့ဒီ k ရဆိုလို့တန်းကနှစ်ခုထွက်နေတယ်အဲ့ဆိုရင်သူကဘယ်အစုကြားထဲမှာရှိနေတာစီဆယ်လို့ရှာနေတယ်
အဲ့ဒါဆိုပုံလေးအကျန်းဆွဲမယ် okay ဒီပုံလေးအကျန်းဆွဲမယ်ဒါ x is ဒါ y is ဒီလိုရှိရင်ဒီ equation ဘယ်ရစကြတာလဲ okay ဘယ်ရစကြတာလဲဆိုတော့ ka² plus 8x plus 3k ဒါလေးစဉ်းစားလာတာအဲ့ဒီ address ဆိုလို့ရှိရင် a square ရှိမှရှိတဲ့ blocking က positive 1ပါ positive 1ဆိုလို့ရှိရင် cap ဆိုလို့ရှိရင်ဆရာကဘာပုံနဲ့ထပ်မှာလဲ u shape ပုံနဲ့ထပ်တယ် okay အမှဆိုရင်ဒီမှာတက်သွား minus နဲ့ plus ထွက်တာဖြစ်တဲ့ဒါ minus 4 root 3 by 3 ဒါ plus 4 root 3 by 3 okay အဲ့ဒါ u shape ထွက်တာဖြစ်တဲ့အတွက်ကြောင့်ဆရာအဲ့ဒီအမှတ်နှစ်ခုကိုဖြတ်သွားတဲ့ u shape cap လေးကိုဆွဲလိုက်တယ် okay အဲ့မှာဆိုလို့ရှိရင်သူ့ရဲ့တန်ဖိုးဆို k တန်ဖိုးကဘယ်လိုဖြစ်သွားလဲသူက less than less than ဖြစ်တဲ့အတွက်ကြောင့်လို့ဒီဟာဆိုလို့ရှိရင် x is တန်ဖိုးက0 ထက်ကြီးရတဲ့ဒါ greater than 0 အောက်ကြီးဆိုတာ less than အဲ့ဒါဆိုရင်ဆရာ portion region ကိုယူမယ်ဆိုလို့ရှိရင်ဒီနှစ်ခုကြားကိုယူပေးလိုက်အောင်ပဲအဲ့ဒါဆိုရင်သူ့ရဲ့ k တန်ဖိုးကဘယ်လောက်ရမလဲ minus 4 root 3 by 3 less than k less than 4 root 3 by 3ဆိုတဲ့ထွက်ပါမယ်ဒါကတော့ဒီပု္ပ္ပစာလေးရဲ့အဖြေပါပဲโอเคအဲ့ဒါဆိုရင်ဒီနေ့ကတော့ကျွန်တော်သင်ခန်းစာမျိုးဒီလောက်နဲ့ပဲကျန်လာလိုက်ပါပြီโอเคအဲ့ဒါနောက်ထပ်မှာလည်းကျွန်တော်ဒီကောင်းလို့ရတခြားပု္ပ္ပစာလေးတွေကိုတွက်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်တော်တို့ရဲ့ Pi Horizon Education Center page ကို follow လုပ်တာကိုမေးကြပါတယ်เนาะပြီးလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ YouPi Han YouTube channel ကိုလည်း subscribe လုပ်ထားပြီးကြပါเนาะ okay အဲ့ဒါဆိုရင်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေလို့ကျွန်တော်ဆုမွန်တောင်းပေးပါတယ်bye bye